တမယာဆက်ပြလုံနီလေးပြောပြပါဆိုလို့ဒီနေ့ကတော့တမယာဆက်ပြလုံနီလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ဒီနေ့ကတော့ base of အနောက်ကိုသုံးတာဖြစ်ပါတယ် base of ကိုတော့အကြည့်သုံးလို့လည်းရတယ်အနောက်သုံးလို့လည်းရပါတယ် base of အကြည့်နဲ့အနောက်ကတော့အာနီးတင်ကတော့အတူတူပဲဒါပေမဲ့ဆက်ပြအယောင်မှာပဲကွာခြားသွားတာဖြစ်ပါတယ်ဒါတွေကတော့ order ပို့ပြီးတော့ကျန်တဲ့ base of လေးကိုသုံးတာဖြစ်ပါတယ်အလေးချိန်ကတော့900ကျော်980လောက်ရှိပါတယ် base of ကိုအရေးဖြော်တဲ့အခါမှာနှစ်ထပ်အိုနဲ့ဖြော်လို့ရတယ်လို့ဒီလိုမီးဘိုနဲ့ဓာတ်ရိုက်မီးအေးလေးနဲ့ချက်ပြီးတော့ဖြော်လို့လည်းရပါတယ်မီတာအပြင်းလို့ရှင်တော့ဆက်ပြခဲထဲမှာရေဓာတ်ဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒါဆိုလို့ရှင်တော့ရေနှဲငယ်ထည့်လို့ရပါတယ်ရှင် base of ခဲတွေကိုအရေးပြောဖို့စောင့်နေရင်းနဲ့ကျမတို့ဒီမှာတမယာသီးကိုလီးမယ်နော်ဒီနေ့ကကျတော့တမယိုသီးသုံးတာဖြစ်ပါတယ်ရှင်တမယိုသီးမရှိဘူးဆိုလို့ရှင်လည်းတမယာသီးကိုထည့်လို့ရပါတယ်ဒီနေ့ကတော့အစစ်တွေမသုံးဘူးเนาะဒီအသားနဲ့အခွန်နဲ့ပဲသုံးတာဖြစ်ပါတယ်ရှင်ဒီတမယိုသီးကိုတော့ကျမကအခွန်ရောအသားရောကိုကြိတ်မှာဖြစ်ပါတယ်เนาะတကယ်တော့အရင်ညှစ်ပြီးတော့ယူလို့လည်းရတယ်ဒါပေမဲ့ဒီအခွန်ကနေပြီးတော့ရတဲ့အနံ့လေးတွေကိုပါကြိုက်လို့အခွန်ပါရောကြိတ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့တမယိုသီးကိုလီးပြီးသွားပြီဆိုလို့ရှင်တော့ထည့်ကြိတ်မယ်เนาะကြိတ်ဆက်ကတော့ဒီဆက်ကတမယိုသီးအခွန်ကိုတိတ်ပြီးတော့မညက်ဘူးပေါ့เนาะတကယ်လို့တခြားဆက်တွေရှိလို့ရှင်လည်းညက်တဲ့ဆက်တွေရှိလို့ရှင်လည်းညက်တဲ့ဆက်တွေနဲ့သုံးလို့ရပါတယ်เนาะဟုတ်ကဲ့ကျမတို့တမျိုးသီးကိုကြိတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ဒီစကားလေးနဲ့အရေးတွေကိုပဲစစ်ထုတ်မယ်နော်ဒီထက်ညက်တယ်ဆိုလို့ရှိရင်တော့ကျမတို့အခွန်မှာသုံးလို့ရတယ်အခွန်ကြိုက်တဲ့သူတွေဆိုလို့ရှိရင်အခွန်တွေအသားတွေအကုန်သုံးလို့ရတာပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့တမျိုးသီးကြိတ်တာတိတ်ပြီးတော့မညက်တဲ့အတွက်ကြောင့်မလို့အရေးပဲသုံးမှာဖြစ်ပါတယ်တမျိုးသီးကိုအရေးညှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ base of o ကိုသွားကြည့်မယ်နော် base of o ကကျတော့အခုဆိုလို့ရှိရင်တော့အရေးပြောနေပါပြီဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်တော့ base of o အရေးပြောသွားပြီနော် base of o အရေးပြောသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအပူချိန်ရောကြသွားအောင်ထားပေးရမှာဖြစ်ပါတယ်ရှင် base of အပူချိန်ရောအောင်စောင့်နေရင်းနဲ့ကျမတို့ဒီပါဝင်တဲ့ပစ္စည်းလေးတွေကိုလာပြီးတော့ပြင်ဆင်ပေးပါမယ်ဒီဟာလေးဆိုလို့ရှိရင်ခုနတုန်းကပြင်ထားတဲ့တမယိုသီးရဲ့အရေးကိုနှစ်စွန်းเนาะပြီးလို့ရှိရင်တော့ပြားရည်နှစ်စွန်းထည့်ပါမယ်ရှင်ပြားရည်ထည့်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကဒါကကျတော့ထိုင်းလိုနဲ့ဝါနန်ခမ်လို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့မြန်မာပြည်မှာကျတော့သူကစနွင်းနဲ့တူတယ်ဒါပေမဲ့စနွင်းမှုတ်လည်းမဟုတ်ဘူးပေါ့နော်မြန်မာပြည်မှာဘယ်လိုခေါ်မှန်းကျမလည်းမခေါ်တတ်ပါဘူးနော်သူရဲ့နာမည်ကိုတော့သူရဲ့အာနီတင်ကတော့တင်းနှိတ်သမားတွေအတွက်ကောင်းပါတယ်ရှင်တင်းနှိတ်သမားတွေဆိုလို့ရှိရင်တင်းနှိတ်ကိုတက်တာစီတယ်လို့ပြောထားပါတယ်ဆိုတော့ဒီဟာလေးတွေမှွေပြီးသွားပြီဆိုလို့ရှိရင်ဒီထဲမှာဗိုက်တာမင် E ထည့်ခြင်းလည်းထည့်လို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့ခုနကတော့အေးခံထားတဲ့ဒီ base of လေးထဲကိုအကုန်လုံးရောထည့်လိုက်မယ်နော်ရောထည့်ပြီးလို့ရှိရင်တော့မှွေပေးပါရှင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတမယာသီးအနံ့လေးထည့်လိုက်တာဖြစ်ပါတယ်เนาะဒီနေ့ကကျတော့ lemon အနံ့မရှိတော့တမယာသီးအနံ့လေးပဲရိုးရိုးတမယာအနံ့ပေါ့เนาะအဲ့ဒီတမယာအနံ့ကိုပဲထည့်လိုက်ပါတယ်တမယာအနံ့ထည့်ပြီးမှွေပြီးသွားပြီဆိုလို့ရှိရင်တော့မိုးခွက်ထဲကိုလောင်းပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့လောင်းနေပြီပေါ့နော်ဆက်ပြကအနံ့ကတမယာအနံ့တင်းတင်းလေးနဲ့အရန်ကိုမှသုံးချင်စရာစိတ်လေးပေါက်နေပါတယ်နော်ဒီဆက်ပြလေးကိုလုတ်ပြီးတော့ရောင်းချင်တယ်ဆိုလို့ရှိရင်တော့လိုက်လုတ်ပြီးတော့ဒီနည်းလေးနဲ့ရောင်းလို့ရပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့တနာရီဝက်တနာရီလောက်ကြာတော့ဆက်ပြကဒီလိုခဲသွားတာဖြစ်ပါတယ်နော်ဒါကတော့ထွက်လာတဲ့ပုံစံလေးဒီလိုပုံစံလေးရပါတယ်ဒီစုပ်ကိုအခြေခံပြီးတော့လုတ်တဲ့ဆက်ပြကမိုးတွေကထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမတို့ပလတ်စတစ်အကြည်လေးနဲ့တေချာလေးပတ်ပြီးတော့လေလုံအောင်ထားပေးရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အမြင်တူတယ်ဆိုလို့ရှိရင်တော့အသေးလေးပေးသွားအမြင်မတူလို့ရှိရင်လည်းကြော်သွားလို့ရပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ